ကျေးဇူးရှင်တောင်သူကြီးများမင်္ဂလာပါခင်ဗျာဒီနေ့စကားဆိုင်တောင်သူအများစုအသုံးပြုနေတဲ့စကားကြီးချက်ပေါင်းသက်စီတွေမှာမြင်တွေ့နေရတဲ့ Financer Property အတိုင်းရဲ့ AI အကြောင်းကိုကျွန်တော်သိသလောက်မျှဝေပေးသွားမှာဖြစ်ပါတယ်ဒီ Financer Property အတိုင်းကိုဘယ်လိုချိန်တွေမှာသုံးတင်တယ်ဘယ်လိုပေါင်းမျိုးတွေကိုနေနိုင်တယ်ဘယ်လိုလုပ်တယ်ဆိုတာနဲ့အသုံးပြုရမှာသိထားမယ့်ချက်တွေကဘာလဲဆိုတာကိုမျှဝေပေးသွားမှာမလို့အဆုံးထိကြည့်ပေးကြပါဦးခင်ဗျာFinancer Property အတိုင်းဆိုတာတော့ Selected Sport Emergent Herbicide မျိုးပဲဖြစ်ပါတယ်။တိတ်ပဲတော့စဘာပင်ကိုမထိခိုက်ပဲနဲ့ဒီပေါင်းပင်ကိုပဲရွေးချယ်ပြီးတော့နှိမ့်ပေးတဲ့စဘာရွေးချယ်ပေါင်းသက်ဆေးတစ်မျိုးပဲဖြစ်ပါတယ်။အဲ့ဒါအပြင်ဒီ Sport Emergent ဆိုတာကတော့ပေါင်းပင်ပေါက်ပြီးတော့မှပြန်ရတဲ့ဆေးမျိုးပဲဖြစ်ပါတယ်။ဒါကတော့ကျေးဇူးရှင်တော်သူကြီးများသိထားလောက်မယ်လို့ထင်ပါတယ်ခင်ဗျာ။ဒီ Financer Property အတိုင်းကအထူးသဖြင့်တော့ဒီမြတ်မျိုးရင်းဝင်ပေါင်းတွေဖြစ်တဲ့မြတ်တီတောင်မီပြန်လက်သေးဆောင်လက်သေးကွာနဲ့ဒီမြတ်မျိုးရင်းဝင်တော်တော်များကိုအထူးကောင်းစွာနှိမ့်နိုင်တဲ့AI တစ်မျိုးပဲဖြစ်ပါတယ်ဒီဆေးကိုဖျက်လိုက်မယ်ဆိုရင်ပေါ့နော်ဒီပေါင်းမင်းတွေကပေါင်းမင်းတွေရဲ့အရွက်နဲ့ပင်စီကနေပြီးတော့ဒီဆေးကိုစုပ်ယူပြီးတော့ဒီပင်စီရဲ့ကြီးထွားနေတဲ့အစိပ်ပိုင်းတွေကိုရောက်ရှိသွားမှာဖြစ်ပါတယ်ဒီပေါင်းမင်းတွေကြီးထွားနေတဲ့အစိပ်ပိုင်းတွေစီကိုပို့ပြီးတော့ ACase လို့ခေါ်တဲ့ AcetylCoA Carboxylate ဆိုတဲ့ enzyme ကိုတားဆီးပေးလိုက်မှာဖြစ်ပါတယ်ဒီ enzyme ကတော့ acetate fatty acid ကိုထုတ်လုပ်ဖို့အရေးကြီးတဲ့ enzyme ဖြစ်တဲ့အတွက် acetate မထုတ်လုပ်နိုင်တဲ့အခါမှာ cell တွေလည်းမဖွင့်နိုင်တော့ဘဲနဲ့ပေါင်းမင်းရဲ့ကြီးထွားမှုကရပ်တန့်သွားမှာဖြစ်ပါတယ်အဲနောက်မှာတော့ဖြည်းဖြည်းဝါပြီးတော့6တေကဒီပေါင်းမင်းတွေသိဆုံးသွားမှာဖြစ်ပါတယ်ပေါ့နော်ဒီဆေးကဖြန့်ပြီးချင်းဒါတည်တဲ့ဆေးမျိုးတော့မဟုတ်ဘူးပေါ့နော်ဒီဖြန့်ပြီးချင်းဒီပေါင်းမင်းတွေကိုတည်သွားမှာတော့မဟုတ်ဘဲနဲ့ဒီ3ရက်ကနေ5ရက်တင်ပေါင်းမင်းကြီးထွားတော့ကိုသူကရက်တန်ပေးလိုက်ပြီးတော့5ရက်ကနေ9ရက်အတွင်းမှာရွက်တွေဝါလာမယ်10နဲ့14ရက်လောက်ဆိုရင်ပေါင်းမင်းတွေ6ပြီးတော့တည်ဆုံးသွားမှာပေါ့ဗျာဘယ်ချိန်ဒီမှာဖြန့်တင်နေဆိုရင်တော့အဓိကတော့ပေါင်းမင်းအရွက်3ရွက်4ရွက်5ရွက်အဆင့်လောက်မှာဖြန့်ပေးရင်တော့ဒါအထီးအောင်ဆုံးပဲပေါ့နော်ဒီပေါင်းမင်းရန်ကြီးလုံးအကြီးဝိုင်းတော့ဆေးရနေတင်ကြဆင်းပါတယ်ဒီမိုးရာသီဥတုလည်းချိန်ပြီးတော့ဖြန်းတင်ပါတယ်ဗျာ။ရန်ကြီးလေးတိုက်တာတို့မိုးရွာမယ်လို့ထင်နေတော့ဒီဆေးကိုနေရောင်ကြီးရဖို့အတွက်အနည်းဆုံး3နာရီ4နာရီ5နာရီလောက်လိုအောင်ဒီဆေးကိုဖြန်းပေးဖို့လိုပါတယ်။ဒီအသုံးပြုမနှုံးတာတွေကတော့လေးဘက်မှာပါတဲ့အတိုင်းအသုံးပြုပေးဖို့ပဲလိုပါတယ်နော်။ဒီအလွန်ကြောဖြန်းတာမျိုးတခြားမတည့်တဲ့ဒီတက်မြင့်လုံးမယ်ဆိုရင်လည်းတခြားမတည့်တဲ့ဆေးတွေကိုရွေးချယ်ပြီးတော့ရှောင်ကြပြီးတော့တွက်ဆက်ပေးဖို့ပဲလိုပါတယ်။ Financer Property အတိုင်းကိုမဖြစ်မနေသုံးဆွဲရတော့မှဆိုရင်တော့ဒီတချို့ကုမ္ပဏီတွေမှာပေါင်းဆက်ပြီးတော့ထုတ်လုပ်ထားတာမျိုးလို့ရှိတယ်ပေါ့နော်ဒီ Savannah တို့ ISO certified ethyl တို့အဲ့ဒါနဲ့တွဲဆက်ထားတဲ့ဒီရွေးချယ်ပေါင်းသက်ဆေးတွေကိုရှာဖွေပြီးတော့သုံးသပ်သိချင်ပါတယ်ဗျဒီကောင်လေးရဲ့အလုပ်လုပ်ပုံကတော့ရှင်းပါတယ်စဘာပင်ကိုဒီပေါင်းသက်ဆေးရဲ့ထိရောက်မှုကိုလျှော့ချပေးတာပေါ့ဗျာစဘာပင်အထိမနာစေဖို့စဘာပင်မှာဒီပေါင်းသက်ဆေးတက်ကျွင်းတွေကိုအများဆုံးခြေဖြတ်ပေးနိုင်မှုကိုထောက်ကူပြုပေးတဲ့အရာမျိုးဖြစ်ပါတယ်အဲ့ဒီအထောက်ကူပစ္စည်းတွေကြောင့်လို့တခြားပေါင်းမင်တွေကိုထိရောက်တဲ့အာနိသင်ရောက်ကျသွားတာမျိုးဆေးရအနေနဲ့ရော့သွားတာမျိုးတွေတော့မရှိပါဘူးခင်ဗျာဒါကြောင့်မလို့စဘာပင်အထိမနာစေဖို့အကောင့်လေးနဲ့တွက်ဆက်ထားတဲ့ကုမ္ပဏီတွေတချို့ထုတ်ကုန်တွေရှိပါတယ်အဲ့ဒါမျိုးတွေကိုရှာဖွေသုံးစွဲဖို့အကြံပြုလိုပါတယ်ဗျာဒါဆိုရင်တော့ဒီနေ့ Financer Property အတိုင်းရဲ့အကြောင်းကိုအခြေခံနေစားပြီးတော့ကျွန်တော်ဒီလောက်တည်တည်ရှင်းပြပေးခဲ့တာပဲဖြစ်ပါတယ်နောက်ဗီဒီယိုတွေမှာတော့တခြားဆေး AI တွေအကြောင်းတွေကိုသိချင်သေးတယ်လူကြီးမျိုးရဲ့ဒီ level နေနဲ့မှာဘာပေါင်းနေအများဆုံးပေါက်နေတယ်ဘာတွေနေလို့မရဘူးလဲဆိုတာကိုဒီ comment မှာရေးပေးကြပါဦးခင်ဗျာကျွန်တော်ရဲ့ဗီဒီယိုလေးကအသုံးဝင်နေဆိုတော့ like and share လုပ်ပြီးတော့ follow ထားဖို့မမေ့ပါနဲ့ခင်ဗျာကျေးဇူးတင်ပါတယ်ခင်ဗျာ